လုံးနောက်ကလိုက်စို့ဗန္ဒီလောဘဒေါသမောဟငြိမ်းချမ်းအကျင့်ကောင်းကိုကျင့်ကြံကြိုးစားအားထုတ်တော်မူကြပါကုန်သောဆရာတော်တန်ခါတော်အရှင်သူမြတ်များဖရာမေယံတရားသီလသာဂပညာလေးဖြာတော်တရားအညီအမျှထားရှိကြပါကုန်သောဖရာတပည့်တော်မတို့သည်ယနေ့ယခုဖရာမှုရှိသောတန်ခါတော်အရှင်သူမြတ်တို့အားတိရိရွှေစဉ်ကျောင်းတော်ကြီးသို့ပင့်ဖိတ်လျက်မွန်မြတ်လှသောတိရိရွှေစဉ်ကျောင်းအလှူတော်အတွက်နဝကမ္မအလှူတော်ငွေ2350ကျပ်တရဏာရိပ်သာဆရာတော်ဘုရားကြီးသီလဘုံသမာဓိဘုံပညာဘုံတို့ကိုအာယုံပြု၍ဓမ္မပူဇာတရားအလှူတော်အဖြစ်နဝကမ္မအလှူတော်ငွေ155သိန်းကျပ်ယုံကံတော်ကြီးအတွက်အလှူတော်ငွေ140ကျပ်ဆရာတော်20ပါးအတွက်နဝကမ္မအလှူတော်ငွေ230ကျပ်ယောဂီ263ယောက်အတွက်ဓမ္မပူဇာတရားအလှူတော်39သိန်း4500ကျပ်ဝေယဝိသလုံသားများအတွက်33သိန်း2000ကျပ်32သိန်းကျပ်ကရမြာရိတ်တာထီနော်ထီအချောင်း200အတွက်နဝကမ္မလှူဒန်းခြင်းတနေ့တာအာယုစွမ်းနေ့စွမ်းညံ့နေအရွှေစရှိသောဒါနအစုမြတ်ကောင်းမှုတို့ကိုမြတ်ဗုဒ္ဓသာသနာတော်အားတရားကြီးပြုပေးလူပူဇော်ပါကုန်၏အထူးအားဖြင့်ဤတိရိရွှေစဉ်ကျောင်းတော်ကြီးကိုမြတ်ဗုဒ္ဓသာသနာတော်အားတရားကြီးပြုပေးလူပူဇော်ပါကုန်၏အရှင်မြတ်ဖေဟာဤကောင်းမှုကြောင့်သက်ရှိချမ်းမှာဘေးရန်ကွာ၍ကောင်းကျိုးချမ်းသာလိုရာဆန္ဒပြေဝပြည့်လျင်ဒုက္ခခတ်သိမ်းအေးငြိမ်းရာမှန်မြတ်နိဗ္ဗာန်သို့လင်းမြန်စောစွာမြတ်မောင်ပြုနိုင်ပါစေသာအရှင်မြတ်ဖေဟာဤသို့တိရိရွှေစဉ်ကျောင်းတော်ကြီးနှင့်ဆက်ဆက်သမျှလူဒန်းရသောဒါနအစုမြတ်ကောင်းမှုတို့၏ကုသိုလ်အဖို့ပါကကိုဆောင်နှင့်ဖရာကြောင့်ကံဆောင်နှင့်ရိတ်တာဆောင်နှင့်ရက်ွယ်ဆောင်နှင့်မြို့ရွာဆောင်နှင့်တောတောင်ဆောင်နှင့်သာသနာတော်ဆောင်နှင့်အစရှိသောနတ်မြတ်နတ်ကောင်းနတ်မြမအပေါင်းတို့အားအမြတ်ပေးဝေပါကုန်၏တန်တရာအဆက်ဆက်ဘုံဘဝအဆက်ဆက်တို့၌တော်ဆက်ကြကုန်သောမိဟောင်းဖဟောင်းဆွေဟောင်းမျိုးဟောင်းမိခင်ဖခင်ဆရာသခင်
ကျေးဇူးရှင်တို့အားဆွေမျိုးမိတ်ဆွေအပေါင်းတို့အားအမြတ်ပေးဝေပါကုန်၏ကဘာလူကဘာသာအဘေဘုံသူအဘေဘုံသာမြင်အမမြင်အဆက်ဆက်သမျှသောပုဂ္ဂိုလ်သူပုဂ္ဂိုလ်အပေါင်းတို့အားအမြတ်ပေးဝေပါကုန်၏အထူးအားဖြင့်ကွယ်လွန်အနိစ္စရောက်သွားသောဥက္ကမောင်ထွန်းအားအမြတ်ပေးဝေပါကုန်၏ဥက္ကမောင်ထွန်းအားအမြတ်ပေးဝေပါကုန်၏အမြတ်ပေးဝေပါကုန်၏30ဘုံကျင်လေဘုံသောဝေနေယဒုက္ခိတဒုက္ခိတဒုနတ်ပြမတတဝါအပေါင်းတို့အားအမြတ်ပေးဝေပါကုန်၏အမြတ်ရ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောအလုံးကြာကြာသမျှကုသိုလ်အမြတ်အမြတ်အမြတ်